အဲ့တော့ဒါတခုနောက်တစ်ခုကဒီအပိုင်းမြန်မာမတွေကိုလိန်ကြုံပြုတ်ဖို့ကြိုးစားနေတဲ့တရုတ်ကောင်ရဲ့ရုပ်မှမှုကိုကျွန်တော်ပြောချင်တာနော်တရုတ်ကောင်ရုပ်မှမှုပြောချင်တာအဲ့ဒါဘာလဲဆိုတော့မြန်မာမတွေကိုနော်လိန်ကြုံပြုတ်ဖို့ကြိုးစားတယ်ဆိုတာတရုတ်တကောင်ကနော်အခုတရုတ်တကောင်ကဘာလုပ်နေလဲဆိုတော့ဒီကောင်တရုတ်ကောင်ဒီကောင်မြင်ရလားမသိဘူးကျွန်တော်ကာလာလေးပြန်တင်ပေးမယ်နောက်တစ်ခါကျရင်လည်းကျွန်တော်ဖုန်းလေးအဆုပ်ကလေးဖြစ်နေတော့လဲတီးခံပါဖုန်းအဆုပ်လေးဆိုဟမ်ဒီမှာနော်အဲ့တော့ဒီကောင်ဘာလုပ်နေလဲဆိုတော့တဲ့နော်အခုဒီမှာတိုင်သားရင်းနဲ့ထွက်လာတာပေါ့နော်ဒီကောင်ကဘာလုပ်နေလဲဆိုတော့ပြီးခဲ့တဲ့18ရက်6လ2025ပေါ့နော်အဲ့ဒီကလမ်းမတော်ရဲရာရှိတွေဘာကြီးဖွဲ့ရအောင်ဗျာသူတို့အဲ့မှာသူတို့တွေကအဲ့ဒီလမ်းမတော်လူမှုကြီးဖွဲ့နေစုပြီးတော့လမ်းမတော်ရဲမှ17မှာရှိတယ်သူနာပြီးတက်ကတူတည့်တိုင်းလူမင်းရကျော်သားလမ်းသူတို့တက်ကတူပြောတာအဲ့တက်ကတူမှာသွားပြီးတော့စစ်သွားဆောင်စစ်တဲ့အခါမှာအဲ့မှာဘာပဲလို့ဆိုတော့တရုတ်တကောင်ပေါ့ဗျာတရုတ်တကောင်ကနေတရုတ်တကောင်လာပြီးတော့ဒီကကြည့်မပြောတော့ဗျာတရုတ်တကောင်ကမြန်မာမတွေလိုက်ပြီးတော့သူနဲ့ယူဖို့နော်သူ့စာပါကြီးလည်းမျိုးအိမ်တော်ငါဒီတဲ့မြန်မာတို့ဘာသာပြန်တော့ငါဒီအိမ်တော်ရင်းနဲ့ခင်မင်းကြီးမျိုးရှာဖွေရန်မင်းရဲ့အကြောင်းကိုလာခဲ့တယ်တဲ့အမျိုးသား38နှစ်လူမျိုးအိမ်တော်မရှိတဲ့မင်းအကြောင်းကိုလာတာလက်တော့ပေါ်ရှာဖို့ငါလာတာပါတဲ့မြန်မာနိုင်ငံအနှစ်20အလုပ်လုပ်တဲ့လာတာကိုငါပေးနိုင်ပါတယ်ဆိုပြီးတော့မင်းဒီမှာလာမိမလာရှာတာအဲ့ဒီကောင်ပတ်ပြီးတော့အဲ့ကြောက်ကောင်မလေးတွေလိုက်ပြီးအဲ့ဒါဖုန်းပြလိုက်စကားပြောလိုက်ဆက်သွဲလိုက်ချိတ်ဆက်လို့လိုက်ဘိုင်ဘာနံပါတ်တောင်းလိုက်အဲ့မြန်မာမတွေကိုလာပြီးတော့ခင်ဗျာလိန်ကြုံပြုတ်ဖို့ကြိုးစားတာတရုတ်ကောင်ဟိုမှာမဆားမတော်လို့ဒီရောက်လာတာလည်းမသိဘူးဘလို့ကောင်တွေလည်းမသိဘူးဒါတော့မှပဲဟိုငန်းတက်ဖြစ်နေလားမသိဘူးအဲ့ဒီကောင်တရုတ်ကောင်ကြီးအဲ့တရုတ်ကောင်ကြီးတကယ်ကိုမရိုင်းကောင်တွေတရုတ်ကောင်တွေအဲ့တရုတ်ကောင်တို့ကြိုက်တဲ့ဟာမတွေရှိသေးတယ်မြန်မာပြည်မှာနော်တော်တော်အားကောင်တရုတ်ကောင်ကြိုက်တဲ့ဟာမတွေတက်ရှိသေးတယ်အဲ့လိုဟာမတွေတက်ရှိတယ်တော့ထားတော့အဲ့ဒါတွေသူတို့ဟာမတွေတက်ထားဒီလိုတရုတ်ကောင်တွေမြန်မာပြည်မှာအဲ့လိုဈေးပေါ်လာပြီးတော့မြန်မာမိန်းကလေးကိုလာရှာနေတာပြီးတော့သူလည်းပြီးတော့ကြောက်ရှိတော့လို့အဲ့တော့နောက်ဆုံးဘာလုပ်လဲတိုင်ကြားသားကြီးထွက်လာတဲ့ခါကျတော့လုံချိုးတက်ဖို့အနေကအသေးအံသွားပြီးစုံစမ်းရတာပေါ့ဗျာသွားပြီးစုံစမ်းလိုက်ပြီးတွေ့လိုက်တော့အဲ့ဒီကောင်သွားတွေ့တယ်အဲ့တော့အဲ့ဒီကောင်မစ္စတာတန်ရှန်မင်းဆိုတာတရုတ်ကအဲ့ဒီကောင်ဟုတ်တယ်နောက်ဒါမျိုးမလုပ်ဖို့ဆိုပြီးတော့နော်ဒါတိုင်သားကြီးပေါ်လို့နော်နောက်ဒါမျိုးမလုပ်ဖို့ဆိုပြီးတော့သူ့ကိုပြောပြီးတော့အဲ့ဒီမီလီနီယံဟိုတယ်ကတာဝန်ခံတွေရောဟိုတယ်တာဝန်ခံဖွဲ့တွေရောသက်ဆိုင်ရာတာဝန်ရှိသူအကုန်လုံးကြီးကိုအပ်ပြီးတော့မင်းနောက်ဒါမျိုးမလုပ်လို့မင်းငါထောင်ထဲထဲမှာဆိုတဲ့သဘောမျိုးပေါ့ဗျာဥပဒေရအဲ့ပြောပြီးတော့ပြန်ပြီးတော့ဖြစ်ခဲ့တယ်ဒီကောင်တော်တော်လေးအဲ့လိုလုပ်တယ်18နေပြီးတယ်18ကနော်18မတိုင်ခင်နဲ့လုံနေတယ်ဒါပေမဲ့18ရက်ကျမှရဲတွေသွားစုံစမ်းပြီးတွေ့တာဆိုတော့မြန်မာပြည်မှာတရုတ်ကကောင်တွေကတရုတ်အစုပ်ပလုတ်ကောင်တွေအများကြီးဝင်လာတယ်ပြီးမြန်မာမတွေအချိုးချောင်နိုင်ဖို့ကြိုးစားတဲ့ဇာတ်လမ်းတွေအကြီးကျယ်ဖြစ်နေတယ်အဲ့တော့မြန်မာမျိုးသမီးတွေလည်းကိုယ့်တိတ်ခါလေးနဲ့ကိုယ့်တန်ဖိုး value တွေကိုမြင့်ထားကြဖို့လိုပြီးထင်တယ်သူများကအန်တယ်ပြုတ်လာရင်ကိုကကာကွယ်နိုင်အောင်တော့ကိုယ့် value ကိုမြင့်ထားဖို့တော့မြန်မာမျိုးသမီးဘက်ကလည်းလိုပြီးဘာလို့ဆိုကျွန်တော်တို့မြန်မာမျိုးသမီးတွေပေါ်မှာထင်သေးအမြင်သေးနဲ့ဈေးပေါ်နဲ့ရတဲ့လိန်ကြုံဖြစ်သဘောထားပြီးတော့လာပြီးတော့အနိုင်ကျင့်ဖို့နိုင်တဲ့စီးနဲ့လုပ်ဖို့ကြိုးစားနေတဲ့တရုတ်ကောင်တွေအများအပြားဒီကိုရောက်နေတယ်ဆိုတော့မြန်မာမတွေသတိထားဖို့လိုတယ်မြန်မာမျိုးသမီးတွေသတိထားဖို့လိုတယ်လို့ကျွန်တော်တိုက်တွန်းချင်တယ်ဒါတော့ကျွန်တော်ပါအဲ့တော့ဒီနေ့အပိတ်ကတော့ဖားကတ်နဲ့ပိတ်ပါမယ်ဖားကတ်ကချားမဟုတ်ဘူးဖားကတ်ကျွန်တော်တို့ဒီအတိုင်းမှာဖားကတ်မှာအခုဒီအပိုင်းမှာကြားတဲ့အတိုင်းပဲဖားကတ်မှာတနတ်ထောက်ပြီးဓမြတိုက်တာတွေလူရတာတွေတပ်ဖြတ်ခံရတာတွေကဇက်တိုက်ဖြစ်တယ်ပြီးတော့ဦးတွေကလည်းရေပစေးချောက်ရှားတဲ့လူတွေမြေတောင်ပြကြလို့သေတာတွေဒီအပိုင်းဖားကတ်တိုက်ပွဲတွေရောဓမြတိုက်မှုတွေရော